ဆိုတော့ဒီနေ့တော့ Tecno Pova 7 5G အလဲသူလည်းပဲ Tecno ရဲ့ Pova series ဖုန်းတွေရဲ့ထုံးစံတိုင်းပဲတခြားဖုန်းတွေနဲ့ကွဲထွက်တဲ့ပုံစံတစ်ခုနဲ့လာမယ် Triangle ကိုအခြေခံတဲ့အတိုင်းပဲသူရဲ့ camera housing နဲ့ base back တွေ out back တွေမှာ Triangle ပုံစံ design ကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ပြီးဖုန်းရဲ့တစ်ဖက်ထဲမှာP ပုံစံရှိရှိရဲ့အဲ့ P ပုံစံရှိထဲမှာကျွန်တော် camera housing ထဲမှာ static light ကိုထည့်ပေးထားတယ်ဆိုတော့ဒီ static light ကဘာတွေသုံးလို့ရလဲဆိုတော့ကျွန်တော်မနေ့က Tecno Pova 7 Ultra 5G မှာတော့ပြောခဲ့တဲ့အတိုင်းပဲ notification ဝင်လာတဲ့အချိန်တွေဖုန်းဝင်လာတဲ့အချိန်တွေကျွန်တော်အားသွင်းနေတဲ့အချိန်တွေ indicator အနေနဲ့ပြပေးတာမျိုးတွေတိုင်းမှာအနေနဲ့ကြည့်ရမျိုးတွေမှာကျွန်တော်တို့သုံးလို့ရအောင်လုပ်ပေးထားတယ်ဖုန်းရဲ့အထူက 8.8mm အလေးကျန်209 guarantee ရှိမဲ့ဒါမှမဟုတ် flat frame နဲ့ဒီအပေါ် down တွေကိုပြန်လုံးပေးထားတယ်အကြမ်းခဏနေရာမှာတော့ IP64 dust and water resistant နဲ့ပါလာမယ်ဆိုတော့ overall design ဘက်မှာကြည့်လိုက်တာနဲ့တခြားဖုန်းတွေနဲ့ကွဲထွက်တဲ့ပုံစံတစ်ခုလွတ်တစ်ခုကိုကျွန်တော်တို့တွေ့ရတယ် display ဘက်မှာတော့ 6.7 inch ဆိုတော့ခက်ကြီးကြီး display နဲ့ပဲ resolution ကတော့ Full HD plus resolution high refresh အနေနဲ့ဆိုရင် 144Hz ပါလာမယ်နောက်ပြီးတော့ကျွန်တော် brightness ကပြီးမဟုတ်တဲ့လက်နဲ့ manual ဆွဲတင်လို့ရတဲ့ high brightness မှာ900 brightness နဲ့ဆိုတော့တော်ရုံနေအောင်အောက်မှာ AC သုံးလို့ရတဲ့အနေအထားမှာရှိတယ် display bezel လေးတွေကတော့နည်းနည်းလေးထူတဲ့အထက်မှာပါတယ်ဒါပေမဲ့ color တွေကျတော့ IPS LCD ဆိုပေမဲ့လည်းသူကဆိုတော်ဖြစ်တဲ့ဘက်ကိုကြောက်တယ်နောက် 144Hz ကလည်းလောလောဆယ်မှာ app 6ခုထိသူသုံးလို့ရအောင်လုပ်ပေးထားရပါတော့နောက်ပိုင်းမှာတော့ကျွန်တော်ဒီထက်ပိုပြီးတော့app တွေမှာသုံးလို့ရလာလိမ့်မယ်လို့ထင်တယ်တခြား TUV range လဲမှာလည်း eye protection နဲ့ပတ်သက်ပြီးတော့ဘာညာ certification လဲရထားပြီးသားဆိုတော့သူ့ရဲ့ display ကသူ့ရဲ့ဈေးနဲ့ရှင်းမယ်ဆိုရင်တော့မစိုးဘူးလို့ပြောလို့ရတယ် performance ဘက်မှာတော့ MediaTek Dimensity 7300 Ultimate ကိုသုံးပေးထားတယ်ကျွန်တော်ဘယ်လောက်ထိ performance ထွက်လဲသိအောင်လို့ benchmark တွေအရင်တိုင်းပေးထားတယ် Geekbench 6မှာဆိုရင် single core 840နဲ့ multi core မှာ2688ထိရတယ် Antutu မှာဆိုရင်လည်း693,253ထိရတယ်ဆိုတော့သူ့ဈေးနဲ့ပြန်အချိုးချကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ performance ကထွက်တဲ့လောက်ထွက်တယ်လို့ပြောရမယ်ဒါမှမဟုတ် gaming ပိုင်းတွေဆန်းထားတဲ့နေရာမှာဆိုရင်လည်း mobile legend မှာဆိုရင် frame rate က super နဲ့ graphic မှာ HDD ရတယ်ဆိုတော့90 frame per second နဲ့ AC ဆော့လို့ရတယ်ဆိုတဲ့သဘောပေါ့နော်ဒါမှ PUBG မှာဆိုရင်ကျွန်တော် graphic ကို smooth ထားမယ်ဆိုလို့ရှိရင် frame rate ကို Extreme Plus နဲ့ graphic ကို HDR ထိထားမယ်ဆိုလို့ရှိရင် frame rate ကို Ultra ထိရမယ်ဆိုတော့သူကPUBG မှာဆိုရင်ကျွန်တော်60 frame per second နဲ့ဆော့လို့ရမယ်ဆိုတဲ့သဘောဆိုတော့ကျွန်တော်သိရတဲ့လောက်ဆိုရင်တော့ update မှာသူ PUBG ကို90 frame per second နဲ့ဆော့လို့ရအောင်လုပ်ပေးသွားမယ်လို့လည်းသိထားရတယ်ကင်မရာပိုင်းမှာကတော့ပုံမှန်ပဲအနောက်ဘက်မှာ50 megapixel main camera နောက် AI ကင်မရာပါလာမယ်အရှေ့ဘက်မှာ13 megapixel selfie ကင်မရာကိုသုံးပေးထားတယ်ကင်မရာ features တွေအနေနဲ့ဆိုရင်တော့ထုံးစံတိုင်းပဲ AIGC portrait လိုမျိုးတွေ portrait ကို3မျိုးပေါ့နော် 24mm 35mm 50mm ထိရိုက်လို့ရအောင်လုပ်ပေးထားတာတွေ super nice slow mo dual video screenshot တော်တော်များများစုံစုံလင်းလင်းပါလာပါတယ်စန်ဂျီယာတော့ဆိုရင်တော့သူ့ရဲ့ကင်မရာအလင်းအောင်ကောင်းတဲ့လောက်ဒီ days ပါညာပိုကောင်းတယ်လိုလိုက်မှာကြတော့ကျွန်တော်ပုံမှန်ပဲလို့ပြောလို့ရတဲ့အနေအထားမှာရှိတယ်ကျန်တဲ့အပိုင်းတွေကတော့ mic တွေဆိုတာကသူ့ရဲ့ audio ဆိုရင်လည်း dual stereo speaker နဲ့လာမယ်ဗျာအတန်ထွက်ကွဲရအပ်တာလည်းမရှိဘူးအတန်ထွက်လည်းကျဲတယ်နောက် battery မှာဆိုရင်လည်း 6000 mAh battery နဲ့ဆိုတော့ကျွန်တော်ပုံမှန်တိုင်းသုံးမယ်ဆိုရင်တရက်ခွဲလောက် AC ထိသုံးလို့ရတဲ့အနေအထားမှာရှိတယ်အပြင်သုံးမယ်ဆိုရင်လည်း45W wire charger နဲ့သုံးလို့ရမယ်နောက်သူ့ရဲ့ battery ပိုင်းမှာတခြား feature တွေအနေနဲ့ဆိုရင်လည်း bypass charging လိုမျိုး feature တွေ low temperature charging လိုမျိုး feature တွေလည်းစုံစုံလင်းလင်းထည့်ပေးထားတယ် Okay ဆိုတော့ Tecno Pova 7အကြောင်းလေးကတော့ဒီလောက်ပဲဒီဖုန်းကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော်ပုံမှန် PUBG တို့ Mobile Legends တို့ကို AC အဆင်ပြေဆော့လို့ရမယ်နောက် design ပိုင်းမှာတခြားဖုန်းတွေနဲ့ကွဲထွက်တဲ့အပြင်ကို battery ပိုင်းလေးတော်တော်လေးမဆိုးတဲ့ဖုန်းလို့ပဲပြောရင်အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ